ဘာလုံးမှာအကြီးဆုံးကောင်းအောင်ဒီမှာ Sabel Moscow Russia အလေးချိန်က10နေရနဲ့အဘလောက်လဲဆိုရင်ခါတဲ55စီအလေးချိန်နဲ့နှီးများတယ်တော်တော်လဲနော်ဒါပေမဲ့1939ခုမှာမီလောင်တော့ဖြုတ်ကြပြီးတော့ဒီမှာကြည့်ပဲ့သွားတယ်အဲ့ကြောင့်မလို့ဒီကောင်းအောင်ဆိုတာအတန်မထွက်တော့အခုပြောမယ့်ဟာဆိုတာအတန်ထွက်လို့ရတဲ့ကောင်းအောင်ပဲပြောမယ်နော်အကြီးဆုံးဟာ number 1 Mingun Bell Mingun မြန်မာအရှိမတီမှာအလေးချိန်နေတာလေ95,555ပိတ်တာအဲ့ဒါ1090ဒါမှမဟုတ်ရင်ခါ69စီအလေးချိန်နဲ့ညီများတယ်အဲ့ဒါဒုတိယဒီကောင်းအောင်နဲ့အတန်ထွက်လို့ရတယ်အကြီးဆုံးကောင်းအောင်က Bell of Good Luck Henan China 1016ဒါပေမဲ့ခုနကောင်းအောင်3ခုစလုံးတက်ပေါ်ကြီးတဲ့ကောင်းအောင်ရှိတယ်ကဘာပေါ်မှာဒါပေမဲ့မမြင်အောင်လို့စင်မှာအဲ့ဒါမြန်မာနိုင်ငံမှာတပတ်ခါအဲ့လိုပြောပြမယ်